ကျမ်းမာရေးနဲ့ညီညွတ်တယ်ဆိုတာတွေကြီးရွေးစားနေရတဲ့ဝိတ်ကမကြပဲတက်နေတော့လားဒါဆိုရင်တော့တင်ဒီအမားကိုလုံမိနေပါပြီတချို့အစားအစာတွေကကျမ်းမာရေးအတွက်ကောင်းတယ်ဆိုပေမဲ့အစီချခြင်းသူတွေအတွက်တော့ထောင်ချောက်ဖိနေတတ်ပါတယ်အထူးသဖြင့်ဒီ၃မျိုးကိုတတိထားပါပထမဆုံးကတော့အတီးဖြော်ရည်တွေပါအတီးတွေကဗီတာမင်ကျွယ်ဝတာမှန်ပါတယ်ဒါပေမဲ့ဖြော်ရည်လုံးလိုက်တဲ့အခါဝိတ်ကြကိုအရေးကြီးဆုံးဖြစ်တဲ့အမြင်သက်ဖိုင်ဘာတွေပျက်စီးကုန်ပြီးတကြားတဲ့တွေပဲကြံခဲ့တတ်ပါတယ်။ဒါကြောင့်ဖြော်တော့မဲ့အစားအလုံးလိုက်ဝါးစားတာကပိုကောင်းပါတယ်။ဒုတိယကတော့အချိုပါတဲ့ဒိန်ဂျင်ဘူးတွေပါ။ဒိန်ဂျင်ကဦးလန်းကြောင်းအတွက်ကောင်းပေမဲ့စတိုးဆိုင်ကအရသာထဲထားတဲ့ဒိန်ဂျင်အများစုမှာတကြားတွေအများကြီးပါဝင်နေပါတယ်။ဒါကဝိတ်မကျစေတဲ့အဓိကတရက်ခံပါပဲ။တကယ်အစီကျခြင်းရင်တဘာဝအရသာမပါတဲ့ Greek yogurt logo plain yogurt မျိုးကိုပဲရွေးစားသင့်ပါတယ်။တတိယကတော့အစစ်အဆန်များ nuts and seeds ပါမြေပဲနေကြစေတီအိုလေးစေတွေကကျန်းမာရေးနဲ့ညီညွတ်တဲ့အစီထက် healthy fats ပါဝင်တာမှန်ပါတယ်ဒါပေမဲ့ calorie အများများပါတယ် TV ကြည့်ရင်တထိုင်လေးအများကြီးစားမိရင် weight တက်လာမှသိကြပါတယ်တနေ့ကိုလက်တဆုပ်စားတဲ့ပူမစားသင့်ပါဘူးဒါကြောင့် healthy လို့နာမည်တက်ထားတိုင်းမယုံပါနဲ့ပမာဏကိုချင့်ချင့်စားဖို့လိုပါတယ်မှန်ကန်တဲ့ကျန်းမာရေးအကြံပြုချက်တွေအတွက်အာရူဂျန်ကို follow လုပ်ထား